โอเคဒီမှာမေးထားတာလေးကတော့ကိုဝင်ဆောင်ဘယ်နှပတ်မှာတဲ့ကလေးလှုပ်တာကိုစတင်ခံစားရပါသလဲတဲ့ကလေးလှုပ်တယ်ဆိုတာမိခင်ကြီးညှော်လင်းချက်တစ်ခုပါပြီးတော့အတိအကျပြောရမယ်ဆိုရင်ကိုဝင်သက်16ပတ်ကနေပြီးတော့အပတ်20အတွင်းမှာစတင်ပြီးတော့ကလေးလှုပ်တာကိုမတိမတာခံစားရလေးရှိပါတယ်တချို့မိခင်တွေကတော့ဒါဂီးဆိုင်မြဲသူရှိတယ်ဂီးမဆိုင်မြဲသူရှိတယ်ဒါပေမဲ့24ဘတ်ရောက်တဲ့အချိန်မှာတော့ရှင်းရှင်းလင်းလင်းခံစားလာရမှာဖြစ်ပါတယ်28ဘတ်ဆိုရင်တော့ကလေးရဲ့ပို့ပြီးတော့ strong ဖြစ်တဲ့အမှုရာလေးတွေလှုပ်ရှားမှုလေးတွေကိုပို့ပြီးတော့ခံစားလာရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုဝင်ဆောင်ဘယ်နှပတ်နေရင်တဲ့ဘိုက်ဆာအပ်တင်လေတဲ့ကိုဝင်ရှိမှန်းသိရင်သိချင်းကိုဝင်စားအပ်လို့ရပါတယ်ကိုဝင်သက်နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကိုဝင်သက်12ပတ်လောက်ကနေစပြီးတော့ကိုဝင်စားအပ်တင်ပါတယ်ကိုဝင်စားအပ်တဲ့အချိန်ကနေပြီးတော့မွေးဖွားတဲ့အချိန်ထိအနည်းဆုံး9ချိန်ကနေ10ချိန်ကျွန်တော်တို့ antenatal care ကိုကျွန်တော်တို့ခံယူသင့်ပါတယ်